သမီးဒီနေ့အပြင်နေသွားဖို့ရှိတယ်ဟို step party တွေအတွက် lighting နဲ့ sound system ကုမ္ပဏီနဲ့ချိန်ထားရလဲရှိတယ်ဟုတ်တယ်ပြီးနောက်တစ်ခုကကြတော့ဒီအမဆိုင်တော့အိတ်ကတစရိတ်ကိုပြောထားရှိရလေအဲ့ဒါလေသမီးသွားကြည့်ရမှာရှိတယ်နောက်ပြီးတော့ uniform တွေတစရိတ်ရိုက်ထားရှိရလေအဲ့ဒါလေသမီး follow လိုက် သမီးဆိုလိုချင်တဲ့သဘောတရားသမီးဒီနေ့လုံများတယ်လို့ပြောချင်တာပေါ့ဟုတ်တယ်လေမသမီးလုံးဆိုင်အများကြီးပဲအဲ့တော့သမီးလုံများရင်လေမတက်နိုင်ဘူးဒီနေ့ TikTok director လာတော့ကို TikTok ကသမီး TikTok ရိုက်ချင်ရင်လေ TikTok ရိုက် TikTok မရိုက်ချင်ရင်လေ TikTok ရိုက်မဟုတ်လေမရိုက်ချင်မရိုက်နဲ့လို့ပြောပါလိမ့်မ ဟုတ်လေသမီးရဲ့မစကားကျန်းကျန်းနေအဲ့လိုဟို negative ပါတဲ့စကားတွေမပြောချင်ဘူး TikTok ရိုက်ချင်ရင်လေ TikTok ရိုက် TikTok မရိုက်ချင်လေ TikTok ရိုက်ဟုတ်လေမရိုက်ချင်မရိုက်နဲ့လို့ပြောပါလိမ့်မဟဲနင်အဲ့လိုပြောနေတဲ့ပုံစံငါ့ကိုစော်ကားနေသလိုပဲငါ့ကိုဒီပိုင်ရှင်ခက်ကြမ်းကြမ်းကြီးလို့လူတွေထင်ကုန်မှာပေါ့ဟုတ်ပါအောင်မအမစော်ကားမသမီးအမစကားမနဲ့သမီးထောက်ပေးရမှာအဲ့လိုမျိုးမပြောရဘူးလေနင်အဲ့ဒါသိစော်ကားတယ်လို့ပဲဟုတ်ကဲ့ပါမရပါတယ်ရပါတယ်မအဲ့ဆိုလေသမီးတစ်တော်ရိုက်လိုက်ပါမယ်မဘယ်တက်နိုင်ပါမလဲမကောင်းတယ်နော်သမီးနော်အစိုးအဲ့ဆိုပဝန်းကျင်ကလည်းဟိုအမကိုကြမ်းကြမ်းတန်းတန်းပိုင်ရှင်တယောက်လိုမြင်မှာမဟုတ်တော့ဘူးလေဟုတ်ပါတယ်မဒီလိုခုဒီလောက်ရလေးတွေကအမမတရားသဖြင့်ဘာမှမလုပ်တာမဟုတ်ဘူးနော်ဟုတ်တယ်နော်သမီးနော်ဟုတ်တယ်အမမတရားသဖြင့်ခိုင်းတော့သမီးကအရန်လေဥပတိုင်းနဲ့အရန်စီးပါလုပ်တယ်အရန်လုပ်ချင်လို့သမီးကတစ်တော်လည်းရိုက်ချင်သေးတာအလောက်ကလည်းသမီးဥပတိုင်းစီးပြီးတော့သမီးကလုပ်တာအမဖိအားပေးတာမဟုတ်ဘူးသမီးစိတ်နဲ့သမီးလုပ်တာအမနော်ဟုတ်တယ်ပါနော်အားလုံးမချမ်းလုံးဝသဘောကောင်းတယ်သိထားဖို့